မန်ယူကိုအနိုင်ကိုသွင်းယူနိုင်တာကြောင့်မြန်မာနိုင်ငံကစုပေးတဲ့သိန်းတစ်ထောင်ကိုရသွားတဲ့မမောင်လွင်ပြည်သူများလုံးပဲမင်္ဂလာပါဘီယန်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်မြန်မာဘောလုံးသမားတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့အာရှကြားကြီးဖြစ်ခဲ့တာပါဒါပေမဲ့နှစ်ပေါင်းများစွာအာရှကြားကြီးမဖြစ်ခဲ့တဲ့အနိုင်နဲ့ဝင်းနေခဲ့ရတဲ့သူပေါင်းအခုတော့မြန်မာလက်ရွေးစင်ဘောလုံးသမားမမောင်လွင်ကမြန်မာဂုံဆောင်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီလွန်ခဲ့တဲ့တစ်ပတ်ကမန်ယူအသင်းနဲ့အာဆီယံအော်စတာအသင်းတို့ရှင်ပြိုင်ကြရင်းနဲ့မမောင်လွင်ရဲ့သွင်းကိုကြောင့်မန်ယူရှုံးသွားခဲ့ပါတယ်မြန်မာဘောလုံးသမားတွေထဲမှာမန်ယူကိုရှုံးအောင်ကစားနိုင်ခဲ့တဲ့ကစားသမားကမမောင်လွင်တယောက်ထဲသာရှိတာပါ။ဒါကြောင့်မြန်မာဘောလုံးအဖွဲ့ချုပ်ကမမောင်လွင်ကိုစက်သိန်းတစ်ထောင်စုချင်းမြင့်လိုက်ပြီးထထိုက်တန်တန်ဂုဏ်ပြုပေးလိုက်ပါတယ်။မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့ဦးပြည့်ဖြိုးတေစာတို့ကမမောင်လွင်ကိုစက်သိန်းတစ်ထောင်စုချင်းမြင့်လိုက်တဲ့အပြင်အနိုင်ရတဲ့ပုံရိပ်လေးတွေကိုလည်းပြသခဲ့ပါသေးတယ်။မမောင်လွင်ကသိန်းတစ်ထောင်ရရှိသွားတဲ့အတွက်မြန်မာပြည်သက်တွေကဝမ်းသာနေကြပြီးနောက်ွယ်ကနေပံ့ပိုးပေးတဲ့ကစားသမားကိုလည်းမိမထားသင့်ဘူးလို့ပြောနေကြပါတယ်။မမောင်လွင်ကိုယ်တိုင်ကလည်းထူးချွန်နေတာကြောင့်ပံ့ပိုးပေးတဲ့ဘောလုံးကိုထိထိမိမိကန်လိုက်နိုင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တဲ့မမောင်လွင်ကမန်ယူကိုနိုင်ကိုသွင်းယူနိုင်ခဲ့တာကိုမြန်မာမန်ယူဖန်စစ်စစ်တွေကတော့ဂုဏ်ယူကြတာပါ။မမောင်လွင်ကိုယ်တိုင်ကလည်းမန်ယူဖန်တယောက်ဖြစ်ပေမဲ့နိုင်ငံဂုဏ်ကိုဆောင်နိုင်အောင်စူးစမ်းခဲ့တဲ့သူပေါင်းအခုတော့မမောင်လွင်ကတလုံးနဲ့သောသွင်းကိုနဲ့ဂုဏ်ယူစရာဘောလုံးသမားတယောက်ဖြစ်လာခဲ့ပြီးမြန်မာဘောလုံးသမားတွေရဲ့စကေးကိုလည်းရှော့တွက်လို့မရတော့ပါဘူး။ဦးစောစောကမြန်မာဘောလုံးကိုဒီထက်မကတိုးတက်စေချင်တာကြောင့်ငွေအကုန်ကျခံပြီးပံ့ပိုးပေးပါတယ်။ဒါပေမဲ့လည်းရှုံးပွဲရင်းနဲ့ပဲပြန်လာခဲ့ရတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပြီးသူ့ရဲ့ပံ့ပိုးမှုကတော့မလျော့သွားခဲ့ပါဘူး။ဦးစောစောဟာမြန်မာပြည်သူတွေကိုပြောစေခြင်းသူဖြစ်ပြီးမြန်မာဘောလုံးအတွက်လည်းနှစ်စဉ်သိန်းပေါင်းတောင်းချီပြီးထောက်ပံ့ပေးပါတယ်။အခုတော့မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တဲ့မမောင်လွင်ကမန်ယူကိုနိုင်ကိုသွင်းနိုင်ခဲ့ပြီးထူးခြားတဲ့တမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။ဦးစောစောကတကယ်အရေးချင်းရှိတဲ့သူတွေကိုအများရန်ဂုဏ်ပြုဖို့အတွက်စင်သစ်ဖြစ်နေတဲ့သူပေါင်းမေထက်လိုပါဝင်တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကနီပေါနိုင်ငံမှာချန်ပီယံဖလားကြီးကိုထထိုက်တန်တန်ရသွားတဲ့အခါမှာလဲဦးစောစောကအသင်းသူတွေကိုတအူး350နှုန်းနဲ့ချီးမြှင့်ခဲ့ပါတယ်။ဦးစောစောဟာကစားသမားတူကို25သိန်းရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ကကစားသမားတူကို25သိန်းနဲ့စုစုပေါင်း350စုချတာဖြစ်ပြီးဒီထက်မကထိုက်တန်တဲ့စုတွေကိုလည်းပေးခဲ့ပါသေးတယ်။ကစားသမားတွေရဲ့ရှေ့ရေးကိုပါထည့်သွင်းစဉ်းစားပေးတဲ့ဦးစောစောကဒီတစ်ခါမှာတော့မမောင်လင်ကိုသိန်း1000တောင်စုပေးလိုက်တာပါ။အာဆီယံအော်စတာအသင်းမှကန်ခွင့်ရတာကလည်းမြန်မာအသင်းကမမောင်လွင်တယောက်ထဲသာဖြစ်ပြီးပြိုင်ပွဲမှာလည်းသူ့ရဲ့ဂိုးကြောင့်ပဲအနိုင်ရသွားတာပါဂိုးတကိုးတဲ့နဲ့သိန်း1000ရသွားတဲ့မမောင်လွင်ကနောက်ွယ်မှာလည်းဒီထက်မကတဲ့စူးစမ်းအထောက်မှုတွေကနှစ်များစွာပေးဆက်ထားရတာဖြစ်ပါတယ်မမောင်လွင်ကလက်ရှိမှာတော့လမ်ဖိုဝရီယာအသင်းမှကစားနေတာပါမြန်မာဂုံဆောင်မမောင်လွင်လိုမျိုးကစားသမားပေါင်းများစွာလည်းပေါ်ထွက်လာစေခြင်းကြပါသေးတယ်မန်ယူကိုသွင်းနိုင်ခဲ့တာကြောင့်စက်သိန်း1000ဆုရသွားတဲ့မမောင်လွင်ကိုပြည်သက်ကြီးရောအားချနေပြီလားဆိုတော့ခေါမမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ